လူကြီးမင်းတို့အနေနဲ့အခုမြင်နေရတဲ့အင်္ဂလန်နိုင်ငံမှာတည်ရှိတဲ့တာဝါအော့လန်ဒန်ရဲတိုက်ကြီးကိုတော့အားလုံးသိကြမှာပါကျွန်တော်ဒီနေ့တော့ဒီရဲတိုက်ကြီးနဲ့ပတ်သက်တဲ့အကြောင်းကိုအချက်၅ချက်နဲ့တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နံပါတ်1အနေနဲ့ချက်ကတော့ဒီရဲတိုက်ကြီးကိုဘယ်သူတည်ဆောက်ခဲ့တာလဲဒီရဲတိုက်ကြီးကို1066ခုနှစ်မှာဝီလီယံသာကွန်ကွာရာကတည်ဆောက်ခဲ့တာပါမူလရည်ရွယ်ချက်ကတော့လန်ဒန်မြို့ကိုကာကွယ်ဖို့ရယ်သူ့ရဲ့အာဏာစက်ကိုပြသဖို့အတွက်ဖြစ်ပါတယ်အလဲကအဖြူရောင်တာဝါတိုင်ကြီးကို White Tower လို့ခေါ်ပါတယ်ဒီရဲတိုက်ကြီးဟာလန်ဒန်မြို့ရဲ့တန်းမြစ်ဘေးမှာတည်ရှိပြီးတက်တန်းအဖြစ်နှစ်ပေါင်း1000ကျော်ရှိပြီဖြစ်တဲ့ခိုင်ခန့်လာတဲ့ရဲတိုက်ကြီးတစ်ခုလည်းဖြစ်ပါတယ်နံပါတ်2အနေနဲ့ချက်ကတော့အခန်းကဏ္ဍပေါင်းစုံပါဒီရဲတိုက်ကြီးဟာတမိုင်းတစ်လျှောက်မှာအခန်းကဏ္ဍအမျိုးမျိုးပြောင်းလဲခဲ့ပါတယ်နန်းတော်အဖြစ်နဲ့ဘုရင်တွေမိဖုရားတွေနေထိုင်ရာနန်းတော်အဖြစ်သုံးခဲ့ပါတယ်အကျဉ်းထောင်အဆင့်မြင့်အရာရှိတွေရာဇဝတ်သားတွေချုံနှောင်တဲ့နေရာလည်းဖြစ်ခဲ့ပါတယ်လက်နက်တိုက်စစ်လက်နက်ပစ္စည်းတွေတူလောင်တဲ့နေရာလည်းဖြစ်ခဲ့ပါတယ်ယေဒနာတိုက်အခုထိလည်းပြည်တခြားတော်ဝင်တော်ရဲ့ crown jewel လို့ခေါ်တဲ့တန်ဖိုးမပြတ်နိုင်တဲ့တရဖူယေဒနာတွေဒီမှာပဲတင်ဆက်ထားပါတယ်နံပါတ်3အနေနဲ့ချက်ကတော့ကြောက်မက်ဖွယ်တမိုင်းကြောင်းပဲဖြစ်ပါတယ်ဒီနေရာဟာတည်တံပေးတဲ့နေရာအဖြစ်လဲနာမည်ကြီးပါတယ်အထူးသဖြင့်ဘုရင်ဟင်ရီအိရဲ့မိဖုရားအန်ဘိုလင်းဟာဒီရဲတိုက်ထဲမှာခေါင်းပြတ်တက်ခံခဲ့ရတာပါဒါကြောင့်လဲဒီရဲတိုက်မှာသူမရဲ့တရေကိုမြင်ရတယ်ဆိုတဲ့အာဗန်လီဂျန်တွေအများကြီးရှိပါတယ်နံပါတ်4အနေနဲ့ချက်ကတော့ကြီးကန်းနက်ကြီးတွေရဲ့ဒနာရီပဲဖြစ်ပါတယ်ဒီရဲတိုက်ကြီးထဲမှာကြီးကန်းနက်ကြီး6កောင်ကိုအမြဲမပြတ်မွေးမြူထားရပါတယ်ဒနာရီအရအကယ်၍ဒီကြီးကန်းနက်ကြီးတွေဟာတာဝါရဲတိုက်ကနေထွက်သွားခဲ့ရင်ဗြိတိရှအင်ပါယာကြီးဟာပြတ်သုံးသွားလိမ့်မယ်လို့ယုံကြည်ကြတဲ့အတွက်အခုထိလည်းအဆောင်ရှောက်တွေနဲ့တေချာထိမ့်သိမ်းထားကြပါတယ်နံပါတ်5အနေနဲ့ချက်ကတော့အဆောင်ရှောက်များပဲဖြစ်ပါတယ်ဒီရဲတိုက်ကိုစောင့်ကြတဲ့အဆောင်တွေကိုဘီအီတာလို့လူသိများပါတယ်သူတို့ကရှေးဟောင်းဝတ်စုံနေအောင်ကြီးတွေကိုဝတ်ထားတတ်ပြီးဒီနေ့ခေတ်မှာတော့ကဘာလက်ခီးသွားတွေကိုတမိုင်းကျောင်းတွေရှင်းပြပေးတဲ့အဲ့လန်းညွန့်တွေဖြစ်နေပါပြီဒီရဲတိုက်ကြီးရဲ့အကြောင်းကိုအချင်းချုပ်အနေနဲ့ပြောရရင်တော့တာဝါအော့လန်ဒန်ဟာလှပတဲ့နန်းတော်တစ်ခုဖြစ်တယ်လို့ကြောက်စရာကောင်းတဲ့အကျဉ်းထောင်တစ်ခုလည်းဖြစ်ခဲ့ဘူးပါတယ်အခုထိလည်းဗြိတိရှတို့ရဲ့တမိုင်းကျောင်းနဲ့ယေဒနာတွေကိုထိမ့်သိမ်းထားတဲ့အဖိုးတန်နေရာကြီးလည်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဒီနေ့တင်ဆက်မှုလေးကိုကြိုက်နေတဲ့တဲ့ဆိုရင် like and follow လေးလုပ်ပေးသွားပါအောင်လို့တောင်းဆိုလိုက်ပါတယ်ခင်ဗျာ